အားလုံးပဲမင်္ဂလာပါကျမတို့အားလုံးဟာစိတ်ဖိစီးမှုကိုနေ့စဉ်ကြုံတွေ့နေကြပေမဲ့တင်းရဲ့ခန္ဓာကိုယ်ဟာစိတ်ဖိစီးမှုကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာတွေးကြည့်ဖူးပါသလားကျမတို့ဒီလိုစိတ်ဖိစီးမှုတွေကိုနေ့စဉ်ရင်ဆိုင်နေရတာဖြစ်ပေမဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုကိုမတိချင်းအပြုသဘောဆောင်ဖြည့်ရှင်နည်းလမ်းတွေကိုအသုံးမပြုတတ်ခြင်းကြောင့်မလို့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေမှာထိခိုက်မှုတွေဖြစ်လာပြီးတော့မှမိမိရဲ့လုပ်ငန်းလူမှုရေးပညာရေးမိသားစုစတဲ့ကိစ္စတွေမှာဆုံးရှုံးမှုပြဿနာတွေကြုံတွေ့ရပါတယ်စိတ်ဖိစီးမှုတုံ့ပြန်မှု stress reaction တွေကိုတိနာလေမှုကကျမတို့ကိုအဲ့ဒီစိတ်ဖိစီးမှုကိုအောင်မြင်စွာဖြေရှင်းနိုင်ဖို့နီလန်းမှန်ကိုသိရှိနားလေစေနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဆရာဆရာမတို့အနေနဲ့မိမိတို့အလုပ်မှာနေ့စဉ်ဖိစီးမှုကိုဖြေရှင်းနိုင်ဖို့အတွက်ခြေခံကြတဲ့ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုကိုခွဲခြားသိရှိနိုင်ဖို့အတွက်ဒီဗီဒီယိုမှာပြပြသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာသင်ယူရမယ့်အဓိကအကြောင်းအရာ၃ခုပါဝင်ပါတယ်နံပါတ်၁စိတ်ဖိစီးမှုတုံ့ပြန်မှုများကိုလှုပ်ဆောင်နေတဲ့အုံနောက်ရဲ့အလုပ်လုပ်ပုံနံပါတ်2 stress response လို့ခေါ်တဲ့ရင်ဆိုင်ဒါမှမဟုတ်ထွက်ပြေးစနစ်အလုပ်လုပ်ပုံနံပါတ်3 stress reactions စိတ်ဖိစီးမှုတုံ့ပြန်မှုလက္ခဏာများစတာတွေကိုဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ဒီတင်ခန်းစာပြီးသွားတဲ့နောက်မှာဆရာဆရာမတို့အနေနဲ့စိတ်ဖိစီးမှုအခြေအနေမှာအုံနောက်အလုပ်လုပ်ပုံနဲ့စိတ်ဖိစီးမှုတုံ့ပြန်မှုတွေကိုခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။ဆုံးအနေနဲ့စိတ်ဖိစီးမှုကိုကျမတို့အုံနောက်ကဘယ်လိုတုံ့ပြန်တယ်လဲဆိုတာကိုအရင်လေ့လာကြည့်ကြရအောင်။ကျမတို့စိတ်ဖိစီးစရာအခြေအနေတစ်ခုနဲ့ကြုံတွေ့လာရတဲ့အခါမှာကျမတို့ရဲ့အုံနောက်ကအဲ့ဒီစိတ်ဖိစီးမှုကိုလင်းမြန်စွာနဲ့တုံ့ပြန်လှုပ်ဆောင်ပါတယ်။စိန်ခေါ်မှုဒါမှမဟုတ်ရင်ခြောက်လန့်မှုတွေဆိုတာအလုပ်တာဝန် deadline ဆမေးပွဲ interviewယောဂအဖြေလူရှိမှစကားပြောရခြင်းစတဲ့ကျမတို့ကိုစိုးရိမ်စေတဲ့အခြေအနေတွေကိုခေါ်တာဖြစ်ပါတယ်။စိန်ခေါ်မှုဒါမှမဟုတ်ရင်ချိန်ချောက်မှုအခြေအနေကိုအုံနောက်ကအာယုံခံမိလိုက်ပြီဆိုလို့ရှိရင်ချက်ချင်းပဲအဲ့ဒီအန်ဒီယေကနေလွတ်မြောက်ဖို့အတွက်ကျမတို့ကိုအန်ဒီယေကိုကနေကာကွယ်ဖို့ကာကွယ်ရေးစနစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။တိကျကျပြောရလို့ရှိရင်တစုံတဦးကစိတ်ဖိစီးစရာအခြေအနေတစ်ခုနဲ့ကြုံတွေ့လာရတဲ့အချိန်မှာစိတ်ခံစားမှုကို process လုပ်ဆောင်ပေးတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ amygdala ကနေအန်ဒီရဲ့အချက်ပြမှုကို hypothalamus ကိုသူကပို့ဆောင်ပေးပါတယ်။ hypothalamus လို့ခေါ်တဲ့အဲ့ဒီအစိတ်ပိုင်းကအုံနောက်မှာအမိန့်ပေးတဲ့ဌာနလိုမျိုးအလုပ်လုပ်ဆောင်တာဖြစ်ပြီးတော့မှအလိုအလျောက်အာယုံကြောစနစ် autonomic nervous system ကနေမှသစင်ခန္ဓာကိုယ်ရဲ့ကျန်တဲ့အစိတ်ပိုင်းတွေကိုတည်င်းအချက်လက်ပေးဖို့ပြီးတော့မှအဲ့ဒီလူကိုတိုက်ခိုက်ဖို့အတွက်ဒါမှမဟုတ်ရင်လည်းထွက်ပြေးဖို့အတွက်စွမ်းအင်တွေကိုရရှိစေတာဖြစ်ပါတယ်။အလိုအလျောက်အာယုံကြောစနစ် autonomic nervous system မှာဆိုလို့ရှိရင် sympathetic အာယုံကြောစနစ်နဲ့ parasympathetic အာယုံကြောစနစ်ဆိုပြီးအပိုင်းနှစ်ခုပါဝင်တာဖြစ်ပါတယ်။ဆိုတော့အခု PC ပြီးတော့မှချိန်ချောက်ခံနေရတဲ့အနေအထားမှာဆိုလို့ရှိရင် hypothalamus က sympathetic အာယုံကြောစနစ်ကိုနှိုးဆော်တာactivate လုပ်ပြီးတော့မှအလုပ်လုပ်ခိုင်းတာဖြစ်ပါတယ်။စိန်ခေါ်မှုဒါမှမဟုတ်ရင်ချိန်ချောက်မှုအခြေအနေကိုအဲ့ဒီ sympathetic အာယုံကြောစနစ်ကဘယ်လိုအလုပ်လုပ်တယ်လဲဆိုတော့ဥပမာအားဖြင့်ကားထဲမှာရှိတဲ့ gas pedal အရှိန်တင်တဲ့ lever ရဲ့ function နဲ့အလားတန်တူပါတယ်။ရင်ဆိုင်တိုက်ခိုက်ခြင်းဒါမှမဟုတ်ရင်ထွက်ပြေးခြင်းတုံ့ပြန်မှုကိုလှုပ်ဆောင်နိုင်ဖို့အတွက်ခန္ဓာကိုယ်ကိုစွမ်းအင်များကိုချက်ချင်းပေးတဲ့စနစ်ဖြစ်ပါတယ်။အဲ့လိုတုံ့ပြန်နိုင်ဖို့အတွက်ကျမတို့ရဲ့ခန္ဓာကိုယ်ကိုနှလုံးခုန်နှုန်းတက်ရှူနှုန်းတွေကိုမြန်စေပြီးကြွက်သားတွေကိုသူကတောင့်တင်းစေပါတယ်။မျက်စိတငယ်အိမ်တွေကိုလည်းကျေလာစေပြီးတော့မှတတိရှိမှုကိုမြင့်မားစေခြင်းအပြင်လူကိုရင်ဆိုင်ဖို့ဒါမှမဟုတ်ရင်လည်းထွက်ပြေးဖို့ကိုလှုပ်ဆောင်နိုင်ဖို့အတွက်အဆင်သင့်ဖြစ်စေတာဖြစ်ပါတယ်။အဲ့ဒီလက္ခဏာတွေခန္ဓာကိုယ်မှာတုံ့ပြန်တာကိုစိတ်ဖိစီးမှုတုံ့ပြန်ခြင်းဒါမှမဟုတ်ရင် stress reactions or stress response လို့ခေါ်တာဖြစ်ပါတယ်။ခုဆိုရင်ဆဆမတို့အနေနဲ့စိတ်ဖိစီးလာရင်ကျမတို့ရဲ့ခန္ဓာကိုယ်ကတက်ရှူမြန်လာတယ်၊သွေးဖိအားတွေတက်လာတယ်၊နှလုံးခုန်မြန်လာတယ်၊စက်သားတွေတောင့်တင်းလာတယ်၊မျက်စိတငယ်အိမ်တွေကျေလာတယ်ဆိုတာကိုသိသွားမယ်လို့ယုံကြည်ပါတယ်။ဒီတုံ့ပြန်မှုတွေအားလုံးဟာအုံနောက်ရဲ့ sympathetic nervous system ကနေအလိုအလျောက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။